ဒီနေ့ကစားကွင်းမှာလူတွေကတိတ်မရှိပါဘူးရုတ်တရက်မို့လို့လူတွေအနှင်းငယ်ပဲရှိပါတယ်ခဏနေကြရင်အဲ့ဒီနေရာမှာတက်ကားစီးပါမယ်ကျွန်တော်ဖုန်းမှာအားမရှိတော့လို့ရေးစားလေးဖုန်းစီကနေအားကိုဆင်းနေတာပါပင်လယ်တမျက်စီမလို့လက်မှတ်ဖြတ်နေတာပါလက်မှတ်တစ်စောင်ကို2500ကျပ်ပေးရပါတယ်နှစ်ယောက်ဆိုတော့9000ကျပ်ကျပါတယ်ပင်လယ်တမျက်စီးတဲ့ခါတည်းအမြဲတမ်းအနောက်မှာပဲထိပ်ဖြစ်ပါတယ်အနောက်ကနေစီးရတဲ့ feeling ကအရင်မိုက်တာပေါ့နော်ပင်လယ်တမျက်စီးပြီးလို့တက်ကားစီးဖို့လက်မှတ်တစ်စောင်ထောက်ရပါတယ်တစ်စောင်ကိုတိုးထုတ်ချက်ပဲပေးရပါတယ်တက်ကားပေါ်မှာခိုးရနေတာမသိရှာဘူးတက်ကားကိုတော့သူ့ကိုပဲမောင်းခဲပါတယ်ကစားကွင်းထက်မှာရှိတဲ့မုတ်ဆိုင်လေးပါတော့ကြပါဦးဗျကစားကွင်းကပြန်လာတဲ့နေကွင်းဘက်ကိုတွားခဲ့ပါတယ်ကျွန်တော်တို့တွားတဲ့ချိန်မှာနေရင်ကထွက်တော့မှဖြစ်ပါတယ်ထိုက်ကဲပေါ်မှာထင်နေတဲ့ပုံကိုတော့တစ်ချက်ရှိုးဗီဒီယိုကိုအစိုးရကြည့်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်ကောက်ကိုလည်း follow လုပ်ဖို့မမေ့နဲ့အောင်တော့အားလုံးပဲတတား